ခုချိန်ဒီ Weather Retention ကိုမစော့ရသေးဘူးလားကျွန်တော်တို့ဘယ်ထားမှာလွဲခဲ့ရလဲ Weather Retention ကိုစော့ဖို့ပါတယ်လို့ပါလေနံပါတ်1 SOC မှာဆိုရင် Snapdragon Dimensity မျိုးစားတွေအများကြီးရှိတယ်ကိုဖုန်းရဲ့ SOC ကိုသိချင်ရင် Setting Spec Processor ဆိုပြီးတော့ပြထားတယ်အဲ့လိုမှမရရင်ကိုခဲမှာကိုဖုန်း model ကိုရိုက်ပြီးတော့ရှာလိုက်ရုံပဲSnapdragon မှာဆိုရင်တော့ Snapdragon 8 Snapdragon 7 Gen ကနေစစောပေးပါဒီ comment ပေးချင်တာကတော့ Snapdragon 7 Plus Gen 3 8 Gen 1ဆိုရင်အဆင်ပြေပါတယ် Dimensity မှာဆိုရင်တော့ Dimensity 8400နဲ့အထက်ပဲအဆင်ပြေပါလိမ့်မယ်ဒီ comment ပေးချင်တာကတော့ Dimensity 9000နဲ့အထက်စောပေးပါ Helio G99 Helio GTR သမားတွေအတွက်ကတော့စောလို့ရကောင်းရနိုင်ပေမဲ့ resolution ကျတာ FPS မနေတာတွေဖြစ်တတ်ပါတယ် iOS သမားတွေအနေနဲ့ကတော့ iPhone 11ကနေစပြီးစောလို့ရပါမယ်ကျွန်တော်အနေနဲ့ comment ပေးချင်တာကတော့ iPhone 12ကနေစပြီးတော့စောပေးပါဘယ်အဆိုစီနဲ့ဆိုတော့ဖုန်းကို OR ကြီးမဖြစ်အောင်ပန်ကာရှိမှစောပေးပါ Circular နဲ့စောပေးပါ Number 2 storage Weather Retention ကိုစောဖို့အတွက် RAM အနေနဲ့ဆိုရင် 8GB ပဲလိုပါတယ်ကိုဖုန်းရဲ့ memory မှာတော့16GB လောက်တော့လွတ်ဖို့လိုပါလိမ့်မယ်ဗီဒီယိုလေးကခင်ဗျားတို့အသုံးဝင်ခဲ့မယ်ဆိုရင်ဒီ channel လေးကို like follow subscribe လုပ်သားပေးပါ